မင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့သမရပူတင်ရဲ့တပ်များကပထမဆုံးအထိစစ်ရုပ်များထံစစ်စခန်းလက်လွတ်ခဲ့ရတဲ့သတင်းပဲဖြစ်ပါတယ်စစ်ပွဲသမိုင်းမှာတခါမှမထစ်ဖူးသေးတဲ့ထူးခြားတဲ့ဖြစ်ရပ်တစ်ခုကိုယူကရိန်းစစ်မြေပြင်မှာမြင်တွေ့လာရပါတယ်ဒါကတော့လူသားစစ်သားတယောက်မှမပါဝင်ပဲစစ်ရုပ်တပ်ဖွဲ့တွေကြီးတင်းတန့်အထုံးပြပြီးရုရှားတပ်တွေစီကနေမြေကိုပြန်လည်သိမ်းပိုက်နိုင်ကြတာပဲဖြစ်ပါတယ်ဒီသတင်းကိုယူကရိန်းသမ္မတဇလင်စကီကိုယ်တိုင်အတည်ပြုပြောကြားလိုက်တာဖြစ်ပြီးနီးပညာကစစ်ပွဲရဲ့အလက်ပေါင်းကိုဘလို့ဖန်တီးနေတယ်လဲဆိုတာပြသလိုက်တာလည်းဖြစ်ပါတယ်ဒီစစ်စင်ရေးမှာယူကရိန်းဘက်ကခြေလျင်တပ်သားတွေလုံးဝမပါဝင်ပဲမြေပြင်သွားစစ်ရုပ်တွေနဲ့ဒရုန်းတွေကိုပဲတီးသန့်ပေါင်းဆက်အသုံးပြုခဲ့တာပါထူးခြားချက်ကတော့လူသားစစ်သားတွေမဟုတ်ပဲမြေပြင်စစ်ရုပ်တွေနဲ့ဒရုန်းတွေကိုပဲထိုက်တိုက်ရင်ဆိုင်လိုက်ရတဲ့ရုရှားစစ်သားတွေဟာကြောက်လန့်တကြားနဲ့လက်နက်ချအရှုံးပေးခဲ့ကြတာပဲဖြစ်ပါတယ်သမ္မတဇလင်စကီရဲ့ပြောကြားချက်အရဒီထိုးစစ်အတွင်းမှာယူကရိန်းဘက်ကစစ်သားတဦးတယောက်မှအကြအဆုံးမရှိပဲရုရှားစစ်စခန်းကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လုံခြုံရေးအရာဒီစစ်စင်ရေးဟာဘယ်နေရာမှာဖြစ်ပွားခဲ့တယ်လဲဆိုတာကိုတော့ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူးပြီးခဲ့တဲ့3လတာကာလအတွင်းမှာတင်ယူကရိန်းတပ်ဖွဲ့တွေဟာရှေ့တန်းစစ်မျက်နှာပြင်တွေမှာမြေပြင်သွားစစ်ရုပ်တွေကိုအသုံးပြုပြီးစစ်စင်ရေးပေါင်း2000ကျော်ကိုဆင်နွှဲခဲ့တယ်လို့သိရပါတယ်ဒီနည်းပညာကိုအကျိုးရှိအသုံးပြုနိုင်ခဲ့တာကြောင့်အန်ဒီယေများလာတဲ့နေရာတွေမှာတိုက်ပွဲဝင်နေရတဲ့စစ်သားပေါင်းထောင်ချီရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တာပါဇလင်စကီကတော့အလွန်အန်ဒီယေများတဲ့နေမြေတွေထဲစစ်သားတယောက်ကိုဆေလွတ်မဲ့အစားစစ်ရုပ်တရုပ်ကိုဝင်ရောက်တိုက်ခိုက်စေတာကလူသားတွေရဲ့အသက်ကိုကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းပဲလို့ဆိုပါတယ်သမ္မတဇလင်စကီကလူမီဒီယာ X ပေါ်မှာအခုလိုပဲထပ်လောင်းရေးသားခဲ့ပါတယ်ဒါဟာအကြီးမားဆုံးတန်ဖိုးရှိတဲ့လူအသက်ကိုကာကွယ်ဖို့အတွက်အစိမ့်မြင့်နည်းပညာကိုအသုံးပြုတာပဲဖြစ်တယ်လို့ဆိုပါတယ်တကယ်တော့ယူကရိန်းဟာအင်အားကြီးတဲ့ရုရှားတပ်တွေကိုရင်ဆိုင်ဖို့အတွက် AI နည်းပညာနဲ့စက်ရုပ်နည်းပညာတွေကိုအရှိန်အဟုန်နဲ့တိုးမြင့်အသုံးပြုလာတာကိုတွေ့ရပါတယ်အခုလိုစက်ရုပ်တွေကပဲနယ်မြေတွေကိုသိမ်းပိုက်လာနေတာဟာစစ်ပွဲသမိုင်းမှာအပြောင်းလဲကြီးတစ်ခုဖြစ်လာနိုင်မလားနည်းပညာကလူအသက်တွေကိုတကယ်ပဲဘလောက်အထိကယ်တင်ပေးနိုင်မှာလဲဆိုတာဆက်လက်စောင့်ကြည့်သွားရမှာပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ